ကြောင့်စကားချက်စင်ချမ်းနိုင်အောင်လို့ဆောင်လိုက်ရောက်စင်အားကြောင့်စေပိုင်းတင်ပြောတာကျွန်တော်ပြောတာသဘောတော်ချမ်းလေးဆွေစားတော်တော်ဓမ္မအောင်ရကိုကိုဒီဘောရင်းလို့ရစနာချမ်းသာချမ်းသာပါစေအဝေးရရမခါစေ Now